မကောင်းမှုမှစိတ်ကိုတားမြစ်ရမည်ဒီစကားကရသော်ဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့စကားပါပါစိတ်တံနိဝရယေမှန်လို့ဆိုရင်အားလုံးမြင်ပါ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 မကောင်းမှုမှစိတ်တံစိတ်ကိုနိဝရယေတားမြစ်ရမယ်ဆိုလိုတာကမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်သို့မဟုတ်ကိုယ်စိတ်ကိုမကောင်းတဲ့သဘာဝတရားတွေနဲ့မပေါင်းမိအောင်တားမြစ်ရအဲ့ဒီလိုတားမြစ်နိုင်တဲ့ပုဂ္ဂိုလ်မှာချမ်းသာဒုက္ခအပြည့်အဝရှိတဲ့နိဗ္ဗာန်ကိုရရှိနိုင်တာဖြစ်တယ်ဒါပြောမယ်ဆိုရင်ဘုရားဘာသာတို့ရဲ့ကျင့်ထုံးတစ်ခုဘုရားဘာသာဝင်သူတော်စင်တိုင်းဟာဘာအလုပ်ကိုလုပ်ရတယ်လဲလို့မကောင်းမှုမှစိတ်ကိုတားမြစ်တဲ့အလုပ်ကိုလုပ်လုံးဝတားမြစ်နိုင်ပြီဆိုရင်ယန္တာဖြစ်သွားပြီအချို့ဝက်တားမြစ်နိုင်လာတယ်ထိမ့်လိုက်လာတယ်ဆိုရင်ပုထုဇဉ်ကလျာဏပုထုဇဉ်အမြင်မှားမှုနဲ့တန်တရားလို့ဆိုရဲမကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တားနိုင်ပြီဆိုရင်သောတပန်အစစ်ရာဂဒေါသမောဟတွေနည်းသွားပြီဆိုရင်တဂရကအစစ်ကာမရာဂတွေဗျာပါဒတွေလုံးဝရှင်းသွားပြီရှင်းအောင်တားမြစ်လိုက်နိုင်ပြီဆိုလို့ရှိရင်အနာဂံပုဂ္ဂိုလ်အစစ်အကုသိုလ်အားလုံးကနေပြီးစိတ်ကိုတားမြစ်လိုက်လို့လုံးဝအကုသိုလ်ကင်းစင်တဲ့စိတ်ဓာတ်ရရှိသွားပြီဆိုရင်ဒါယဟန္တာပဲစိတ်တားမြစ်တဲ့အလုပ်ဒါမို့မြတ်စွာဘုရားရဲ့ဆုံးမစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်တယ်စိတ်တန်ရှင်းမှလူတွေတန်ရှင်းနိုင်တယ်စိတ်တန်ရှင်းဖို့ရအရေးကြီးတယ်ရုပ်ခန္ဓာကိုယ်မြင်မြပင်တန်ရှင်းတော်လဲစိတ်မတန်ရှင်းမှုဆိုလို့ရှိရင်ဆင်းရဲဒုက္ခတွေရောက်မှာဒါကြောင့်မို့ဘုရားဘာသာကျင့်စဉ်ဟာဘာလို့ရတာတော့ဆိုစိတ်တန်ရှင်းမှုကျင့်စိတ်တန်ရှင်းမှုကိုဘာနဲ့စထိန်ရတော့လို့ဆိုသီလနဲ့စထိန်တယ်သီလကကာယကံနဲ့ဝစီကံကိုထိန်တာအဲ့တော့ဘယ်စိတ်ကိုထိန်တာတော့လို့ဆိုကာယကံမြောက်လွန်ကျူးတာကိုမလွန်ကျူးအောင်ဝစီကံမြောက်ပြောဆိုလွန်ကျူးမှုတွေမဖြစ်အောင်အဲ့ဒီကာယကံမြောက်သွားအောင်ဝစီကံမြောက်သွားအောင်စွမ်းအားတွန်းအားပေးတဲ့စိတ်တွေကိုထိမ့်မလိုက်တာတကယ်ပြောတော့သီလဆိုတာကာယကံဝစီကံကိုထိန်းတယ်လို့ဆိုတော်လဲပဲအဓိကကြတဲ့ကာယကံမှုထီအောင်ရောက်မသွားအောင်ဝစီကံမှုထီအောင်ရောက်မသွားအောင်ဘယ်သူကိုထိန်းတာတော့ဆိုစိတ်ကိုထိန်းတာပဲတကယ်အကယ်၍စိတ်ကိုမထိန်းဘူးဆိုရင်ကာယကံလည်းလွန်ကျူးမှုဖြစ်သွားမှာပဲဝစီကံလွန်ကျူးမှုတွေလည်းဖြစ်သွားမှာစိတ်ထဲမှာအရင်ဖြစ်လာတခုလှုပ်တော့မယ်ဆိုရင်စိတ်ထဲဥပမာမယ်နှုတ်နဲ့တခုခုမာရွက်နဲ့အလုပ်တခုလုပ်တော့မယ်ဥပမာမယ်လိန်ပြောတော့မယ်ဆိုရင်လိန်ပြောခြင်းနဲ့စိတ်ကအရင်ပေါ်လာလိန်ပြောခြင်းနဲ့စိတ်ကလိန်ဖို့အကြောင်းအရာတခုကိုစဉ်းစားလာအဲ့ဒီစဉ်းစားလာတာကိုထိမ့်ဖို့လိုမလိန်မိအောင်ထိမ့်ရဒီလိုဆိုလိုတာအဲ့တော့လိန်ပြောခြင်းနဲ့စိတ်လေးကိုထိမ့်လိုက်လို့ရှိရင်ဝစီကံမြောက်လိန်မိခြင်းဆိုတာမရှိတော့တူနဲ့တူခင်မင်းနေတာကိုချားဝင်ပြီးတော့ကွဲသွားအောင်ခုံးတိုက်တာမျိုးလှုပ်ချင်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒီလှုပ်ချင်တဲ့စိတ်ကိုထိမ့်ပေးလိုက်တဲ့အခါကျတော့မလှုပ်ဖြစ်တော့လူတယောက်ကိုဆဲချင်တဲ့စိတ်အရင်ပေါ်လာတယ်ဘယ်ပုံပဲနည်းဆဲမယ်ဆိုတာဆဲတဲ့စကားလုံးရွေးချယ်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒါမဆဲမိအောင်ထိမ့်လိုက်တယ်ထို့တူပဲအကျိုးမရှိတဲ့စကားတွေကိုပြောမယ်လို့စိတ်ကူးနေတယ်ကြံစည်နေတယ်အဲ့ဒီကြံစည်တဲ့စိတ်ကိုမပြောမိအောင်ထိမ့်လိုက်တယ်ဟောစိတ်ကိုထိမ့်လိုက်ခြင်းအပြင်ပြောဆိုခြင်းဆိုတဲ့တမ္ဖပလပအဲ့ဒီစကားရှောင်ကျဉ်မိတာဖြစ်သွားသမ္မာဝါစာဆိုတဲ့ရှောင်ကျဉ်မှုတစ်ခုဖြစ်တယ်ထို့တူပဲကာယကံမြောက်သူတော်အသက်ကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ကာယကံမြောက်လွန်ကျူးတော့မယ်လို့စိတ်က
အရင်ဖြစ်လာတဲ့စိတ်ကိုထိန်းလိုက်တာနဲ့တပြိုင်နက်ပါဏာတိပါဒမှုမလွန်ကျူးတော့ဘူးသူများပစ္စည်းကိုရယူမယ်ဆိုတဲ့စိတ်ကလေးကအရင်ပေါ်လာတယ်အဲဒီပေါ်လာတဲ့စိတ်ကလေးကိုထိန်းလိုက်တော့အဖြစ်သူများပစ္စည်းကိုရယူခြင်းဆိုမှဖြစ်တော့ကာမေတုမိစ္ဆာစာရကာမကိစ္စနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဖို့စိတ်ကူးကြံစည်မှုတွေပေါ်လာတဲ့အချိန်မှာထိန်းလိုက်တာနဲ့တပြိုင်နက်ကာမေတုမိစ္ဆာစာရဆိုတာဖြစ်မလာတော့ဘူးအဲ့ဒါသမ္မံကမ္မန္တကာထုစရိုက်တွေကနေထိန်းလိုက်တာမင်္ဂနဲ့လောရတစ်ခုရရှိလာတယ်အဲ့တော့စိတ်ထိမ့်မှုစိတ်ကနေဖမ်းပြီးတော့ထိမ့်မှကာယကံကိုလည်းထိမ့်ပြီးသားရောက်တယ်ဝစီကံကိုလည်းထိမ့်ပြီးသားဖြစ်တယ်အကယ်၍စိတ်မထိုင်မှုဆိုရင်ဖြစ်တယ်မို့လားလောကလူတွေစိတ်လိုက်မှန်ပါပြောလိုက်မိတယ်စိတ်လိုက်မှန်ပါလှုပ်လိုက်မိတယ်အခုကိစ္စပိုဆိုးသေးတယ်နော်အရက်ဒေသတွေတောက်စားလို့ကိုယ်စိတ်ကိုမထိန်နိုင်သည့်အခါလူသားမှုလည်းကျူးလွန်လိုက်တာပဲတခြားကိစ္စတွေလည်းကျူးလွန်မှုတွေနောက်ဆုံးမှာကိုယ်အမေအဖေတောင်ပြန်တတ်မိတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်ရောက်အဲ့ဒါစိတ်ကိုမထိန်နိုင်တဲ့သဘောစိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မြတ်စွာဘုရားကပါပံစိတ်တံနိဝါရီဆိုတာမရရအောင်တားမြစ်မကောင်းတဲ့ဘက်ကိုမသွားစေနဲ့စိတ်မကူးမိစေနဲ့စိတ်ကူးလာရင်ဖမ်းထိန်စိတ်ကူးတဲ့အဆင့်မှာပဲနိုင်အောင်ပြိဥပ်ဒါကြောင့်မို့စာပေကျမ်းကမှာဆိုထားတယ်စိတ်ဆင်ရိုင်းကိုတတိပညာတည်းဟူသောချွန်းနဲ့အုပ်ရမယ်စိတ်ဟာဆင်ရိုင်းနဲ့အလားတန်တူတယ်ပေါ့မုံရိုးလာပြီဆိုရင်ဆင်တကောင်ဟာဘာမဆိုလုံးနိုင်ခါတိုင်းမိမိနဲ့အရှင်ပြေးနေတဲ့ဆင်ဥသီးကိုတတ်ရမလားတခြားအရာတွေဖြည့်ဆည်းရမလားမုံရိုးလာတဲ့ဆင်တကောင်ဟာဘာမဆိုအကုန်လုံးအသက်ဆွန့်ပြီးတော့လှုပ်လာအဲ့ဒီလိုရိုင်းပြလာတဲ့ဆင်ကိုချွန်းနဲ့အုပ်ရတကယ်ကိုအလွန်နာတဲ့နရွက်နာအတွင်းနာကချွန်းနဲ့ချိတ်ပြီးတော့ဆွဲလိုက်ရင်ဘလောက်ပဲရိုင်းတဲ့ဆင်ကြီးဖြစ်ဖြစ်ကျူကျူပါအောင်អော်တော့တာပဲချွန်းနဲ့အုပ်လိုက်ပြီဆိုရင်အဲ့ဒီဆင်ဟာနာလုံးမကနာသည့်အတွက်ကြောင့်စိတ်ရိုင်းနေထိမ့်ပြီးသားဖြစ်သွားအဲ့ဒါလိုပဲလူကိုယ့်ရဲ့စိတ်ရိုင်းကိုထိမ့်ညင်ပြီဆိုလို့ရှိရင်တတိတို့ပညာချွန်းတို့နဲ့အုပ်ပေးရမယ်ဆင်ញင်တုံတရားထားရမယ်ဩငါဒီစကားပြောလိုက်လို့ရှိရင်အကျိုးမဲ့ဖြစ်သွားလိမ့်မယ်တစ်ဖက်သားထိခိုက်သွားလိမ့်မယ်ငါ့ကိုထိခိုက်လိမ့်မယ်ဆိုပြီးပြောဆိုထိမ့်လိုက်တယ်ဒီလှုပ်လိုက်လို့ရှိရင်တစ်ဖက်သားနစ်နာသွားမယ်ငါလည်းနစ်နာသွားမယ်အကုသိုလ်တွေလည်းဖြစ်လာမယ်ဆိုဟောစိတ်ကူးတဲ့ဉာဏ်စီမှုရင်ထိမ့်လိုက်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားပါမကောင်းတဲ့အတွေးတွေမကောင်းတဲ့အရာတွေကနေပြီးတော့စိတ်တန်စိတ်ကိုနိဝရရေမရရအောင်ဟန်တားရမယ်တားမြစ်ရမယ်သူဆိုစိတ်ကိုလွတ်မထားရဘူးထိမ့်သိမ်းဆော့ရှော့ရမယ်စိတ်ကိုစိတ်တိုင်းထားဆိုလို့ရှိရင်တော့လွယ်မှားမှုတွေအများကြီးဖြစ်သွားမှာအဲ့တော့စိတ်ဆိုတာကိုစိတ်တိုင်းမထားနဲ့ထိမ့်ချုပ်ပေးရအဲ့တော့ထိမ့်ချုပ်ဆိုတာဘယ်လိုနေရာကိုထိမ့်ချုပ်ရမှာတော့ဆိုတန်ရုပ်ပါဠိတော်မှာမနောနိဝရဏတုတ်ဆိုတာခွဲခြားပြီးတော့မှတ်သားဖို့အခုမြတ်စွာဘုရားဟောထားတဲ့ပါစိတ်တံနိဝရဏစိတ်ကိုတားရမှာမကောင်းမှုအကုသိုလ်ကသာတားရမှာကုသိုလ်ကောင်းမှုဘက်ကမတားရလွတ်ပေးရကောင်းတဲ့အတွေးတွေတွေးမိရင်လွတ်ပေးနော်မတားရဘူးအဲ့ဒါကြဒါနကောင်းမှုပြုခြင်းနဲ့သီလဆောက်တည်ခြင်းနဲ့ကမ္မထာဘာဝနာပွားဖြစ်အောင်အဲ့ဒီအတွေးတွေကိုမတားရဘူးလို့ဆိုတယ်ကောင်းတဲ့ကုသိုလ်လုပ်ဖို့စိတ်ကူးတာတွေကိုမတားရဘူးဒါကြောင့်မို့လို့တန်ရုပ်ပါဠိတော်မှာရှိတဲ့မနောနိဝရဏသုတ်တံမှာဟောထားတာရှိတယ်နသဗ္ဗတောမနောနိဝရယေအရာခသိမ်းမှစိတ်ကိုမတားရဘူးတဲ့အကောင်းဆုံးခွဲပြီးတော့အဆိုးကသာတားအကောင်းပဲသွားတဲ့စိတ်ကိုတားเสียမလို့ဒီလိုဆိုလို့စိတ်ဟာလမ်းနဲ့သွဲ
အာယုံနှမျိုးဘက်ကိုသွားနေတာနော်ကောင်းတဲ့ဘက်ကိုသွားတဲ့စိတ်ရှိတယ်မကောင်းတဲ့အာယုံဘက်ကိုသွားတဲ့စိတ်မကောင်းတဲ့အာယုံတွေကိုဘက်သွားလို့ရှိရင်တားရဒါမို့နသဗ္ဗတောမနောနိဝါသဗ္ဗတောအရာခတ်သိမ်းမှမနောစိတ်ကိုနနိဝါရေမတားရဘူးလို့သူတို့ဆိုနမနောတန်တတ္တမာဂတံတန်တတ္တံစောင့်စည်းတဲ့အဖြစ်သို့အာဂတံရောက်သွားတဲ့မနောစိတ်ကိုလည်းပဲနနိဝရေမတားပြရဘူးစိတ်လေးကချုပ်တီးပြီးအာယုတစ်ခုထဲမှာတည်မြဲနေအောင်ဥမာပဲထွက်လေဝင်လေလေးမှတ်နေတဲ့စိတ်ဖရာကုံလေးအာယုပြုပြီးတော့နေတဲ့စိတ်မေတ္တာကမ္မထာပွားနေတဲ့စိတ်ကလေးအဲ့ဒီစိတ်လေးသွားမတားနဲ့တန်တတ္တမကောင်းမှုအဟုသို့ကစောင့်စည်းနေတဲ့စိတ်ကလေးကိုမတားနဲ့ဒီလိုဆိုလို့အဲ့ဒီစိတ်မျိုးကြတော့လွတ်ပေးထားကောင်းတဲ့ဘက်သွားနေတာဒါသဘာဝပဲလေကိုသားသမီးတွေကြည့်ပါလားသူတော်လူကောင်းလေးတွေနဲ့ပေါင်းတဲ့အခါဟောကြည့်နေလိုက်ကြတကယ်ချင်းပေါင်းနေအတော့စားနဲ့အကစားများတဲ့လူတွေနဲ့ကြာပြီကြည့်ပေါင်းဟုတ်လားထိရဟောဘုရားကြောင်းကန်သွားတဲ့အခါကျတော့ကလေးတွေဘုန်းကြီးကြောင်းသွားမယ်ဆိုသွားမစီဟောအရက်ဆိုင်သွားမယ်ဆိုရင်တော့ထိရလိုက်ဒီလိုပေါ့နော်ဆိုမကောင်းတဲ့ပဲသွားမယ်ဆိုရင်ထိမ့်ပြရအဲ့ဒီလိုပဲနသဗ္ဗတောမနောနိဝါရေနမနောတန်တတ္တမာဂတံစိတ်ကိုအလုံးကနေတားမြစ်ဖို့မလိုဘူးတဲ့စောင့်စည်းထားတဲ့စိတ်ကလေးစောင့်စည်းမှုကိုရရှိနေတဲ့စိတ်ကလေးတစ်ခုကိုလေတားမြစ်ဖို့မလိုဘူးတဲ့ဘယ်လိုစိတ်ကိုတားရမလဲယတောသပပကံတတောမနောနိဝါရေမကောင်းတဲ့ဟာတွေကအလွန်များတယ်မကောင်းတဲ့ဘက်ကိုသွားနေတဲ့စိတ်ကိုတော့တားမြစ်ပါဘယ်သွားမကောင်းတာတွေသွားရင်တော့တားပါလို့ဒီလိုဆိုမကောင်းတဲ့အာယုန်ဒီဘက်ကိုသွားနေပြီဆိုရင်အဲ့ဒီစိတ်ကိုတားမြစ်ခုတားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဒါအမြဲတမ်းအရေးကြီးတဲ့လေ့ကျင့်ခန်းတစ်ခုကမ္မထာအထုတ်တယ်ဆိုတာလူတွေကဘာလုပ်တာတော့စိတ်ကိုမကောင်းမှုကတားတဲ့အလုပ်တစ်ခုပဲတစ်ဖက်ကမကောင်းမှုကတားတယ်တစ်ဖက်ကနေပြီးတော့အမှန်တရားသိအောင်လုပ်တယ်ကမ္မထာအထုတ်တယ်ဆိုမကောင်းဘက်ကိုမသွားအောင်ကောင်းတဲ့ဘက်ကိုစိတ်ကိုမွေးမြူလေ့ကျင့်ပေးနေတာကမ္မထာအထုတ်တယ်ကမ္မထာအထုတ်တယ်ဆိုတာစိတ်အလုပ်ပဲဘာဝနာဆိုတာကိုယ်တဏ္ဍာမှာတတိတွေပညာတွေတတိဆိုတာစိတ်ကိုထိမ့်သိမ်းဆော့ရှော့တဲ့တတိတရားဆင်ញင်သုံးသပ်နိုင်တဲ့ပညာတရားအဲ့ဒါတွေကိုယ်တဏ္ဍာမှာဖြစ်လာအောင်လုပ်တာဖြစ်လာပြီးတဲ့နောက်မှာလည်းတိုးပွားလာအောင်လုပ်တာဘာဝနာလို့ဒီလိုခေါ်တယ်အဲ့လိုဘာဝနာလို့ဆိုအဲ့ဒါပြောဘာဝနာလုပ်ငန်းလုပ်တဲ့ဆိုအဓိကအဲ့ဒါငုတ်တို့ကြီးထိုင်ပြီးတောင်တွေးမြောက်တွေးနေတော့ဘာဝနာဟုတ်သေးဘူးအဲ့ဒါတော့နော်ငုတ်တို့ကြီးထိုင်ပြီးတော့တတိတွေတိုးတက်နေသလားတကယ်ဖြစ်ဖြစ်နေတဲ့အပေါ်မှာတတိရှိနေသလားတကယ်ဖြစ်ဖြစ်နေတဲ့အပေါ်မှာအသိဉာဏ်နေဖြစ်နေသလားအဲ့ဒါကိုကြည့်ရငုတ်တို့ထိုင်ပြီးငိုင်းနေတာတော့ဘာဝနာမဟုတ်ဘူးပေါ့ငုတ်တို့ထိုင်ပြီးတောင်တွေးမြောက်တွေးနေရင်လည်းဘာဝနာမဟုတ်ဘူးအဲ့တော့ဘာဝနာဆိုတာကောင်းတဲ့အာယုန်လေးပေါ်မှာအမှန်သိနေအောင်တတိတရားတိုးတက်နေအောင်အသိပညာတွေတိုးတက်နေအောင်ကျင့်ဆောင်အားထုတ်နေခြင်းသာလေဘာဝနာကောင်းတဲ့သဘာဝတရားတွေဖြစ်ပေါ်နေအောင်လုပ်ရအဲ့တော့အဲ့လိုလုပ်ပြီးဆိုမကောင်းတဲ့ဘက်ကိုစိတ်မသွားအောင်လည်းပဲတားပြီးသားဖြစ်သွားတယ်ဒီလိုဆိုတယ်ဒါကြောင့်မို့မကောင်းမှုမှစိတ်ကိုတားအဲ့တော့တားဆိုတဲ့နေရာမှာကမ္မထာအထုတ်ပြီးတားတာဒါတစ်မျိုးစဉ်းစားဆင်ခြင်ပြီးတော့တားတဲ့နည်းတွေရှိတယ်ဆင်ခြင်တုံတရားနဲ့တားအသက်အရွယ်ကြီးလာတဲ့အခါမှာလူတွေဟာအရွယ်နဲ့တားဆိုတော့ရွာထဲမှာကိုယ်လူကြီးအသက်အရွယ်ကြီးအများကလေးစားတဲ့အဖိုးအရွယ်ဘာကြီးအရွယ်ပေါ့အဲ့လိုဆိုတော့ဖြစ်လာတဲ့အခါမကောင်းတာလုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်အော်ငါအရွယ်နဲ့မတော်ဘူး
ဒါလည်းတားတယ်ခေါ်တာပဲနော်ငါအရွယ်နဲ့မတုံးဒါမျိုးမလုပ်သင့်ဘူးငါပြောရင်ရှက်စရာကြီးလူလောကဟိရိဝတ္တပဆိုတာဆင်ញင်သုံးတတ်တာဟိရိဝတ္တပနဲ့တားဟိရိဆိုတာကိုယ်သိက္ခာကိုလေးစားတာဩငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီစိတ်မျိုးတွေငါမွေးတာမကောင်းဆိုပြီးကိုယ့်ကိုပြန်တားတာအဲ့ဒါဒီလိုအတွေးနဲ့တားတယ်လို့ခေါ်ဒါကကမ္မထာနဲ့တားတာမဟုတ်အတွေးနဲ့တားဆင်ញင်တုံတရားနဲ့တွဲရတာဩငါဒီသက်တည်ရလို့ဖြစ်နေပြီဩသူများသက်တည်တတ်နေတာသူများဥစ္စာခိုးတာသူတော်ဘာသားများပြစ်မှားတာလိန်ပြောတာအယက်သေးစားတောက်စားနေမတော်ဘူးငါကတောင်သူများဆုံးမရမှာဩမိဘဖြစ်နေဩငါမိဘဖြစ်နေသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဟောဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်တယ်အဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြည့်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာတွေကျဆင်းတာပဲပေါ့ဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလုံးသူဂုဏ်သိက္ခာနဲ့တူနေရတားမြစ်ရတခါတော့ကဒီဓမ္မပဒဝတ္ထုတွေမှာပါတာမှတ်သားစရာလေးတခုဂောတကတထေဂောတကတထေဟာသူ့မိဘတွေဆုံးရှုံးသွားတဲ့အခါဒီပြင်အမွေခံမွေစားမရှိဘူးပစ္စည်းဥစ္စာတွေအလုံးသူတယောက်တည်းပဲအမွေခံဖြစ်တယ်အဲ့လိုအမွေခံအမွေစားမရှိသူတယောက်တည်းပဲအမွေရတော့မယ်ဆိုတဲ့ဘုရင်ကြီးကသူ့ကိုခေါ်တယ်နန်းတော်ကိုခေါ်လိုက်တယ်နန်းတော်ခေါ်လိုက်တဲ့အခါဘုရင်စီသွားတော့လမ်းမှာညာကမိုးတွေရွာထားလို့ရှေးကွက်ကလေးတွေရေမြောင်းလေးတွေရှိတယ်အဲ့ဒါလေးတွေကိုသူကပစိုးလေးမပြီးခုံခုံသွားနော်ခုံခုံသွားလူငယ်လူရွယ်ပေါ့အသက်ရွယ်လည်းသိမကြည့်သေးတော့ရေမြောင်းနဲ့ဆင်းတော့ခုံသွားတာသူဘုရင်ကြီးကသူလာတာကိုကြည့်ရေမြောင်းလေးတွေကိုရေကွက်ကလေးတွေကိုခုံခုံပြီးတော့လာသူရောက်လာတဲ့အခါကျတော့ဘုရင်ကြီးစိတ်ခါသားဝင်ဘုရင်ကြီးကပြောတယ်အေးမင်းဖေသေးသွားပြီဆိုရင်မင်းဘာမှစိတ်မပူနဲ့မင်းကိုငါတထေးရလူပေးမယ်အမွေခံအမွေစားတပြားလူမရှိဘူးရှိသမျှစီးစိမ်နေမင်းကိုငါတရက်ဝဲတထေးခန့်ပြီးတော့မင်းမိဘစီးစိမ်နေခံစီမံခန့်ခွဲနိုင်တဲ့တထေးဆောင်ထီးနဲ့ရှင်းတော့တထေးရလူခန့်နေဆိုတထေးဆောင်ထီးကိုအမှတ်တရအနေနဲ့ပေးလိုက်တာပေါ့နော်ခုခေတ်ဆိုရင်တော့လက်မှတ်ပေးပါတော့အေးတထေးတွေဆောင်းရမယ်ထီးမျိုးငါပေးမယ်ဘုရင်ကြီးကခေါ်ပြောတာဘုရင်ကြီးကခေါ်ပြောလိုက်တဲ့အခါသူတထေးဖြစ်တော့မှဆိုတာသိသွားတာအဲ့လူကပြန်တဲ့အခါကျတော့ခုနအလားတော့ရေတွေခုံခုံသွားတာမခုံတော့ရေထဲဆင်းပြီးတော့အိန္ဒြေရရသွားအိန္ဒြေရတော့ဘုရင်ကြီးကသူပြန်သွားတော့လေကြည့်ဟာဒီကောင်ခုနတော့ကလို့လမ်းမှာဆော့ပြီးတော့မလာဘူးအခုအိန္ဒြေနဲ့ပြန်သွားတယ်ပြန်ခေါ်စမ်းဆိုပြန်ခေါ်ရောက်လာတဲ့အခါကျတော့မင်းလာတော့ကတော့ဒီရေခွက်တွေခုံခုံလာတယ်အခုကျတော့ဘာလို့မခုံရှင်မင်းကြီးကကျွန်တော်မျိုးကိုတထေးရသူပေးတော့မယ်ဆိုတော့ကျွန်တော်လူကြီးဖြစ်သွားပြီဒါကြောင့်မို့လူကြီးပြီဂုံသိက္ခာထိမ့်ပြီးတော့သွားတာပါလို့ပြောဟာဒီကောင်တဲတော်တာပဲဒီကနေ့ပဲတထေးစီထောက်တထေးတွေဆောင်းတဲ့ထီကိုအနှင်းမယ်ဆိုအခမ်းအနားချက်ချင်းလုပ်ပြီးဘုရင်ကြီးကနေချင်းပဲတထေးရလူပေးလိုက်ဟောကြည့်ထိန်းတာလေတမ္ပံပုဂ္ဂိုလ်လူနေတော့နောက်တစ်ခါတမ္ပဝဆတ်မှာဘုရားအလောင်းလေးက9နှစ်အရွယ်ပညာအလွန်ရှိတယ်သူငယ်တာပညာအလွန်ရှိတဲ့ပုဂ္ဂိုလ်ဘုရားအလောင်းလေးဆိုတာဟာဘဝကစီးပူအထုတ်ခဲ့တဲ့အသိပညာတတ်ပညာတွေသူတို့ရဲ့ရှင်တဲ့နှလုံးထဲမှာဘဝပြောင်းသွားတော့လေဝါသနာအနေနဲ့စွဲနေတာရှိတယ်အေး9နှစ်အရွယ်လမ်းမှာတငယ်ချင်းတွေနဲ့လမ်းပေါ်ကစားနေတာအေးအဲ့ဒီအချိန်မှာနန်းတော်ကအမတ်ကြီးတယောက်ရောက်လာတယ်တမ္ပဝဆိုတာဘယ်မှာလဲလို့မေးလာတော့သူ
သူကစားနေတာကစားနေတော့အမတ်ကြီးကသူနဲ့တွေ့ချင်တယ်တဲ့ဘာဖြစ်လို့တော့ဆိုရင်ဘုရင်ကြီးကမေးခွန်းနေမေးတာလောကမှာဖြေနိုင်တဲ့လူမရှိဘူးအားလုံးကပဲတမ္ပဝစီမေးပါလို့ပြောတယ်ဘုရင်ကြီးမေးတဲ့မေးခွန်းကိုသူဖြေရမယ်လို့သူ့လည်းပြောလိုက်အောင်ဖုတ်ဖက်ခါထပြီးတော့အိန္ဒြေရနေတော့တာမကစားတော့နော်သူကသူသိလိုက်တယ်အော်ဘုရင်ကြီးကတောင်ငါမေးခွန်းနေမေးမှာငါဟာသူများမဖြေနိုင်တဲ့မေးခွန်းကိုဖြေရမှာဆိုတော့ငါဟာဒီပညာရှိပုဂ္ဂိုလ်ဆိုပြီးငါ့ကိုအများကလေးစားပါလားသူတို့နဲ့တန်အောင်ငါနေမှပဲဆိုပြီးတော့အိန္ဒြေရတယ်9နှစ်အရွယ်ကလေးလေးအဲ့ဒါလို့အမူအရာချက်ချင်းပြောင်းသွားပြုပြင်ပုံကိုပြောပြတာနော်အဲ့ဒါလို့လောကကိုယ်ဂုံနဲ့ကိုယ်ဓာတ်နဲ့ထိုက်တန်အောင်စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲပေးရမယ်လို့ဒီလိုဆိုလို့တယ်ကမ္မထာထုတ်ပြီးပြောင်းတာကတစ်မျိုးအတွေးအခေါ်နဲ့ပြောင်းတာတစ်မျိုးနှမျိုးရှိတဲ့ထဲမှာအတွေးအခေါ်နဲ့ပြောင်းဖို့မေတ္တာမအရေးကြီးတယ်မှန်ကန်တဲ့အတွေးအခေါ်တွေးတတ်ဖို့လိုဟိရိဝတ္တပဆိုတဲ့နေရာမှာကိုယ့်ရဲ့အမျိုးဆက်ကိုတွေးပြီးဩငါလို့မိခေါင်းဖခင်သာသမီးကမဟုတ်တာတွေလုပ်လို့မတော်ဘူးငါဒီသက်ဒီရွယ်ရောက်လာပြီငါတရဏဂုံနဲ့ငါးပါးသီလမမြဲရင်မတော်ဘူးငါလုပ်နေတဲ့အလုပ်တွေနဲ့ငါမိဘရဲ့ဂုဏ်သိက္ခာတွေနဲ့မတော်ဘူးလို့ပြင်ပြီးကိုယ့်အကိုကောင်းအောင်ပြုပြင်နေတယ်ဟောစိတ်ကိုတားတာမဟုတ်တာမလုပ်တော့ဘူးအရွယ်ကိုကြည့်ပြီးတော့ကိုယ့်အကိုပြင်နေနောက်တစ်ခါဘဟုတ်တုတ္တစာပေတတ်မြောက်လို့ဘွဲတွေပါတွေရလာပြီသို့မဟုတ်ယာဓုတွေရလာပြီဆိုဘွဲတို့ယာဓုတို့ကိုကြည့်ပြီးတော့ကိုယ့်အကိုအနေထိုင်ဆင်ញင်လာခြေရွာအုပ်ချုပ်ရေးမှုလေးခတ်လိုက်မှအရက်တွေဖိတောင်းနေလို့မဖြစ်တော့ဘူးနော်အဲ့တော့လူကြီးခန့်ပြီဆိုလို့ရှိရင်လူကြီးနဲ့တူအောင်နေရပြီပြင်ရပြီလို့ဒီလိုဆိုလို့အများရဲ့လေးစားမှုခံနိုင်အောင်လို့ဟိရိဆိုတာအဲ့ဒါကိုပြောတာအဲ့ဒါလို့ကိုယ့်ကိုထိမ့်သိမ့်ပြုပြင်သွားတယ်မကောင်းမှုမှစိတ်ကိုတားရမယ်ဆိုတာအဲ့ဒါကိုပြောတာနောက်ဩတ္တပဆိုတာကိုယ်ပတ်ဝန်းကျင်ကိုလေးစားဩငါပတ်ဝန်းကျင်မှာဘုန်းကြီးရန်တွေရှိတယ်သူတော်စင်တွေရှိတယ်ရွာထဲမှာလေးစားမဲ့ပုဂ္ဂိုလ်တွေရှိတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ငါမဟုတ်တာလို့လို့ရှိရင်ငါရွာလူတွေအားလုံးဟာငါတယောက်ကိုအကြောင်းပြုပြီးတော့ဂုဏ်သေးကင်းမဲ့တာမျိုးဖြစ်ကုန်ကြတာဒီရွာကဒီလိုပါလားဆိုတာမျိုးဖြစ်အဲ့တော့ပတ်ဝန်းကျင်ကိုအလေးပြုတဲ့အနေနဲ့မဟုတ်တာမလုပ်ကြဘူးငါတယောက်မဟုတ်တာလုပ်လို့ရှိရင်တို့ရွာတရွာလုံးနာမည်ပြက်လိမ့်မယ်ဆိုရင်ဟောမကောင်းတဲ့အလုပ်ကမလုပ်မိအောင်ထိမ့်သိမ်းဆောင်ရှောက်တယ်ဒီလိုဆိုတာပေါ့ဘုန်းကြီးတွေဆိုရင်လည်းကိုနေတဲ့ကြောင်းငါကြောင့်မကောင်းတဲ့သတင်းတွေထွက်ကုန်ရင်အစမပြေဘူးမကောင်းတာတွေငါမလုပ်မှဆိုပြီးတော့ကိုယ့်ကိုပြင်ဆင်ထိမ့်သိမ်းတာငါဟာဖရာသားတော်လုံးနေတယ်ဖရာသမီးတော်လုံးနေတယ်ဖရာသားတော်ဖရာသမီးတော်တွေဆိုလောဘထိမ့်ရမယ်ဒေါသထိမ့်ရမယ်လောဘဒေါသမထိမ့်နိုင်ဘူးဆိုရင်အယုတ်ဆိုးကြီးတန်တယ်ဖရာဟာလောဘကိုချိုးနေမှုဒေါသကိုချိုးနေမှုအမြဲဟောတယ်ငါကမချိုးနေဘူးလောဘကြီးနေမယ်ဒေါသတွေကြီးနေမယ်ဆိုရင်မတော်ပါလားလို့ဟောအတိတရားနဲ့ကိုယ့်ကိုပြန်ဒါတွေဟာထိမ့်သိမ်းဆော့ရှောက်ခြင်းလို့ခေါ်တယ်ပေါ့မကောင်းမှုအကုသိုလ်ကစိတ်ကိုတားမြစ်တဲ့သဘောအဲ့ဒါလို့တားမြစ်တာရှေးသူတော်ကောင်းတွေသူတို့ကိုယ်တိုင်ဆောင်ရွက်ခဲ့ကြတယ်အဲ့ဆောင်ရွက်ခဲ့တာသူဗုဒ္ဓထေရပဋ္ဌာနာလို့ဆိုသူဗုဒ္ဓမထေရရဲ့အတိတ်ဘဝဇာလန်းလေးမှာသူကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ဆုံးမစကားလေးတွေကိုယ့်အတွက်အသုံးချနိုင်အောင်ဒီကနေ့မှတ်သားနိုင်ယူကြသူဗုဒ္ဓဆိုတာသာဝတိမျိုးကသုမနတထေကြီးရဲ့သား2ယောက်ထဲမှာတယောက်ကသုထတ္တသူကသူဗုဒ္ဓသုထတ္တဆိုတာတခြားလူမဟုတ်ဘူးဇေရုံအကြောင်းတော်ကြီးကိုဆောက်လုပ်လူတန်းတဲ့အနာတပိပဲ
အနာရဝိန်တထေကသူထတာလို့ခေါ်တယ်အဲ့ဒီနာရဝိန်တထေရဲ့ညီအရင်ကသူဗုဒ္ဓိသူဗုဒ္ဓိဟာနာရဝိန်တထေကမြတ်စွာဘုရားကိုပင့်ပြီးတော့ဇေရွန်ကျောင်းကြီးကိုဆောက်လုပ်လှူဒန်းတဲ့ရေစက်ချအခမ်းအနားမှာဖရာတရားတော်ကိုနားလဲရတဲ့အခါမှာသူဗုဒ္ဓိသူကျွေဟာလူဘဝစွန့်ပယ်ပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံသွားတယ်ယဟန်ခံသွားပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်သူဗုဒ္ဓိထေရအဲ့ဒီသူဗုဒ္ဓိမထေရရဲ့အတိတ်ဘဝစာကြောင်းထဲမှာသူဟာဗုဒ္ဓမုဒ္ဒရမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဟိမဝတ္တတောင်တန်းမှာယသိယဟန်အဝတ်နဲ့နေထိုင်ခဲ့တယ်အဲ့ဒီလိုယသိယဟန်ဘဝနဲ့နေထိုင်တဲ့အခါမှာသူကိုယ်သူစိတ်ကိုမကောင်းမှုအကုသိုလ်တွေကတားမြစ်ခဲ့တဲ့သူ့ရဲ့အကျင့်လေးကိုသူပြန်ပြီးတော့ပြောပြတာအဲ့ဒီပြောပြတာလေးကိုမှတ်သားဖို့နော်သူဗုဒ္ဓိထေရအပဒါနဆိုတာသူလုပ်ခဲ့တဲ့အတိတ်ဘဝကလုပ်ရတယ်ကျင့်သုံးခဲ့တဲ့အကျင့်တရားတွေကိုအပဒါနလို့ဒီလိုခေါ်တယ်အဲ့ဒါကိုအပဒံကျမ်းနေမှာအတိတ်ဘဝကကောင်းမှုတွေကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာတွေကိုစုပေါင်းပြီးတော့ရေးထားတဲ့အပဒါနဆိုတဲ့ကျမ်းစာအုပ်အပြင်2အုပ်ရှိတယ်ပထမအုပ်ဒုတိယအုပ်2အုပ်ရှိတယ်တော့ကိုစာမျက်နှာ300ကျော်လောက်ရှိတယ်စာမျက်နှာ600ကျော်လောက်ရှိတယ်ပါဠိလိုရေးထားတဲ့အပဒံကျမ်းဆိုတာအဲ့ဒီထဲမှာသူဗုဒ္ဓိထေရအပဒံကျမ်းမှာသူကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့သူစိတ်ကိုသူကိုယ်တိုင်တားမြစ်ခဲ့မကောင်းမှုအကုသိုလ်တွေကတားမြစ်ပြီးသူစိတ်ကိုသူဆုံးမခဲ့တဲ့သင်္ကန်းစာလေးတွေအားလုံးမှတ်သားနိုင်ယူပြီးကိုယ်စိတ်ကိုကိုယ်ဒီကိုယ်ဟန်နဲ့ပဲဖြစ်စေမကောင်းမှုတွေကနေထိန်းချုပ်နိုင်အောင်ထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်အဲ့ဒါလို့ကြိုးစားနိုင်မှမိမိဘဝဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးနောက်ဆုံးမှာကောင်းရာသူအတိဘုံတွေကနေနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုနိုင်မှာဖြစ်တယ်အကယ်၍ကိုယ်စိတ်ကိုမနိုင်ဘူးဆိုတဲ့လူတွေဟာဘယ်ရောက်သွားတော့ဆိုအောက်ဆင်းသွားကြမှာပဲအလုံးနော်ကိုယ်စိတ်ကိုမနိုင်ဘူးကိုယ်စိတ်ကိုမထိန်ဘူးဆိုတဲ့လူတွေဟာစိတ်မထိန်နိုင်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းဒီဘဝမှာထောင်ထဲရောက်သွားတာပဲလေနောက်မထိန်နိုင်လို့ရှောက်ပြီးတော့လှုပ်ပြီးစိတ်ကိုအလိုလိုက်ပြီးလွတ်ထားတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့အပေဘုံရောက်ပြီးတော့ငရဲတိရစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးဘုံကဘယ်တော့မှမတက်ဖဲနဲ့တန်တရားထဲမှာဒုက္ခတွေကြီးစွာတွေ့ပြီးတော့နေရပေါ်တက်လာမှာမဟုတ်ဘူးစိတ်ထိန်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာလူအဖြစ်ပေါ်လာမယ်နတ်အဖြစ်ပေါ်လာမယ်ဗြဟ္မာအဖြစ်ပေါ်လာနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်တရားထဲမှာဆုံးဆုံးမြုပ်သွားမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်စိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မကောင်းမှုအကုသိုလ်ကစိတ်ကိုထိရမယ်လို့ဆိုသူဝတိထေရအပဒါနကျမ်းမှာလာတဲ့သူဝတိရဲ့အလောင်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကသူတော်ကောင်းဟာဒီဥစ္စာတွေစွန့်ပြီးတော့ဟိမဝတ္တတောင်တန်းမှာသွားပြီးယသိယဟန်ပြုတယ်အဲ့ဒီယသိယဟန်ပြုတဲ့အခါသူ့စိတ်ကိုသူဘယ်လိုနှိပ်ကွက်ခဲ့တယ်ဆိုတာသူပြောပြတယ်ရာဂုပတ္တံဟိတံစိတ်တံယထာဥပ္ပစ္စတိမမသူစိတ်ထဲမှာဒီတဏှာရာဂစိတ်တွေတမက်တဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်လာပြီသူ့တဏ္ဍာမှာဖြစ်လာလူဆိုတာမဖြစ်ဘူးမရှိဘူးเนาะအသက်ကြီးတဲ့လူတွေလည်းပဲလူသားအိုတယ်တဏှာမအိုဘူးဆိုတာရှိတယ်လေစိတ်ကမအိုမအိုယုံနေမငါဘူးနိုးမျက်နှုကြိုက်ဆိုတာရှိသေးတယ်နော်ဒါကြောင့်ဟိုဘာဆိုလားစမောဆိုလားဘာဆိုလားတွေလည်းရှုပ်ခုအဲ့တော့လောကလူသားတွေဟာလူအိုတော်လဲတဏှာမအိုဖြစ်တတ်တယ်အဲ့ဒီမှာစိတ်ထဲမှာပေါ်လာရင်ထိတာကြည့်ပါတော့ရာဂုပတံဟိတံစိတ်တံယထာဥပ္ပစ္စတိမမအကြောင်းတရားတိုက်ဆိုင်လာလို့ကိုယ်တဏ္ဍမှာရာဂစိတ်တွေဖြစ်လာပြီဆိုရင်တယံဝပစ္စဝခမိကိုယ့်ကိုဆင်ញင်လိုက်တယ်
စိတ်တ ानु ပဒနာဆိုတာအဲ့ဒါပြောတာကိုယ်စိတ်ထဲဘာတွေဖြစ်လာလဲဆိုတာသိလိုက်တယ်နော်စိတ်ကိုဆင်ញင်သုံးသပ်ကြည့်လိုက်တယံဝပစ္စဝကမိကိုယ့်ဘာကိုဆင်ញင်သုံးသပ်ကြည့်ဧကဂောတံဓမေမဟံတည်တည်ငြိမ်ငြိမ်ထားပြီးအဲ့ဒီဖြစ်ပေါ်လာတဲ့စိတ်ကိုနှိပ်ကွက်ခဲ့တယ်တဲ့သူဟာလိုချင်တတ်မဲ့တဲ့စိတ်တွေရာဂစိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်တည်တည်ချာချာကြည့်လိုက်တယ်ဩဒီရာဂဆိုတာငါစိတ်ထဲမှာပေါ်လာပါလားဆင်ញင်သုံးသပ်ပြီးတော့သူ့ကိုမျက်ခြေမပြတ်ကြည့်ပြီးတော့နှိပ်ကွက်တယ်တဲ့နှိပ်ကွက်လိုက်တာဘလို့နှိပ်ကွက်တော့ရစ္စတိရစနီယေစမမောစရာတွေနဲ့တွေ့လို့မင်းမမောနေမယ်ဆိုရင်ဒီတောထဲကထွက်သွားလိုက်မင်းရသေးဘဝမနေနဲ့မင်းရသေးဘဝနဲ့မတန်ဘူးသူ့ကိုယ်သူဆုံးမရစ္စတိရစနီယေစရစနီယစာတတ်မဲ့ဖွဲအာယုန်နေနဲ့တွေ့လာတဲ့အခါမှာရစ္စတိမင်းတတ်မဲ့နေမယ်ဆိုလို့ရှိရင်နိခမတုဝနာတုမင်းထွက်သွားလိုက်တောထဲမှာမနေနဲ့တော့မင်းနဲ့တောနဲ့မတန်ဘူးဟောသူစိတ်ကိုသူနှိပ်ကွက်တာဒုက္ခဏီစဒုက္ခတိဒေါသထွက်เสียအာယုန်နဲ့တွေ့လို့မင်းဒေါသထွက်နေမယ်ဆိုရင်လေမင်းရသေးဘဝနေမနေနဲ့တောထဲမှာမနေနဲ့မင်းနဲ့တောနဲ့မတန်ဘူးထွက်သွားလိုက်မုံရှတေမောဟဏီစတွေးဝေးเสียအာယုန်နဲ့တွေ့လို့မင်းမောဟတွေဖြစ်ပြီးတွေးဝေးနေမယ်ဆိုရင်လေမင်းနဲ့ဒီရသေးဘဝနဲ့မတန်ဘူးသူတော်စင်ဘဝမှာမနေနဲ့တောထဲကထွက်သွားလိုက်ဆိုသူကသူချိန်ဝါပြီးသူကသူဆုံးမတာနော်ဒါစိတ်ကိုနှိပ်ကွက်တယ်လို့ခေါ်တယ်အဲ့ဒါလို့သာနှိပ်ကွက်ကိုယ့်ကိုမဟုတ်တာလို့ချင်းတဲ့စိတ်ပေါ်လာလို့ရှင်ဟေးမင်းနဲ့လူကြီးဘဝနဲ့မတန်ဘူးနော်ဆိုပြီးတော့နှိပ်ကွက်ကိုယ့်ကိုနှိပ်ကွက်အဲ့ဒါလိုပဲစဉ်းစားတဲ့သူကဒီတောဟာတကယ်သူတော်စင်နေနေတဲ့တောမင်းလိုတတ်မဲ့ဆရာတွေကိုတတ်မဲ့နေမယ်မုံဒီဆရာတွေကိုမုံဒီနေမယ်တွေးဝေးဆရာတွေကိုတွေးဝေးနေမယ်ဆိုရင်ဒီတောတွေကထွက်သွားလိုက်ဘာဖြစ်လို့တော့ဆိုဝိတုဒ္ဓနာအယံဝါသောနေမလနံတပတ္တိနာအကျင့်ကောင်းပြီးတော့ကိလေသာဆိုတဲ့အညစ်အကြေးတွေကင်းတဲ့တန်ဆင်းမွန်မြတ်တဲ့သူတော်ကောင်းတွေနေတဲ့နေရာဖြစ်တယ်မင်းနဲ့မတန်ဘူးဒီနေရာမင်းနဲ့မတန်ဘူးထွက်သွားလိုက်မာခောတွန်ဝိတုဒ္ဓံဒုသေးတိနိခမတုဝနာတုဝံဖြူစင်တန်ရှင်းနေတဲ့နေရာကြီးကိုမင်းညင်နှွားအောင်မလုပ်နဲ့ဒါကြောင့်တောတွေကထွက်သွားလိုက်ဟောစဉ်းစားကြည့်ဒါသူ့အတွေးနဲ့သူ့ကိုယ်သူဆုံးမနေတဲ့တော့နော်ကိုလည်းကိုယ်အတွေးနဲ့ကိုယ်ဆုံးမကြည့်ကိုမဟုတ်တာလုံးမလို့ကြာရင်မင်းနဲ့မတန်မှုဒီဟာမင်းထွက်သွားလိုက်ဒီမှာမနေနဲ့ကိုယ့်ကိုနှိပ်ကွက်ပေးရမယ်ဒီလိုဆိုအဲ့ဒီမှာယသိကအိမ်တတိယလို့ထမရဲ့အိမ်တတိယလို့မိသားစုတတိယလို့သူကိုယ်သူနှိပ်ကွက်တယ်နှိပ်ကွက်ပြီးတော့အဂါရိကောဘဝိတဝါနယထာပုတ္တံလဘိတတိဥဘောပိမာဝိရာထေတိနိခမတုဝနာတုဩအေမင်းယသိဘဝမပြောလို့လူထွက်တယ်လူလဲသွားတယ်လူထွက်ပြီးတော့အိမ်တော်ရသားကြားလို့သာသမီတွေရလာပြီဆိုသာသမီတွေရလာနိုင်တယ်ပေါ့ယသိဝတ်ပြီးတော့တွေးမနေနဲ့နော်ယသိဝတ်ပြီးတော့တွေးမနေနဲ့တောကနေထွက်အိမ်ပြအိမ်တော်ပြုသာသမီရနိုင်အကယ်၍ဒီယသိဘဝအကြီးနဲ့မင်းဟာတဏှာရာဂစိတ်တွေရှိနေမယ်ဆိုရင်ဥဘောပိမာဝိရာဒေတိနိခမတုဝနာတုမင်းနှခုံးစလုံးကဆုံးရှုံးသွားလိမ့်မယ်နှစ်ဖက်စလုံးကဆုံးရှုံးတယ်ဆိုတာသူများတွေလိုလဲမိသားစုဘဝနဲ့ပျော်ပျော်မနေရဘူးယသိသူတော်စင်ဘဝအနေနဲ့လဲသူတော်ကောင်းတရားမကျင့်နိုင်ဘူးဆိုနှစ်ခုလုံးဆုံးရှုံးသွားပြီဒါကြောင့်မလို့မင်းတောထဲကထွက်သွားလိုက်လို့သူ့ကိုယ်သူနှိပ်ကွက်တာနော်သဝလာတံယထာကတ္တနတ်ကွာစီကိစ္စကာကသဝလာတဆိုတာသဝဆိုတာသူသေးကောင် dead body သူသေးအလောင်း
အဲ့ဒီလူသေးအလောင်းကိုမီးရှို့တာမီးရှို့တဲ့ထင်းသဝါလာတလို့ခေါ်တယ်လူသေးမီးရှို့တဲ့ထင်းကြောင်းအဲ့ဒီလူသေးမီးရှို့တဲ့ထင်းကြောင်းဟာတဲ့နကွာစီကိစ္စကာရကဘယ်နေရာမှအသုံးမဝင်တော့ဘူးအသုံးမဝင်တော့ဘူးဆိုတာအဲ့ဒီအသားကြောင်းဟာဒီအိမ်ပြန်ယူပြီးတော့ဇဝဲစားလို့လည်းမရဘူးနော်ဒီလိုဆိုလို့အသုံးမဝင်တော့ဘူးတော်ထဲမှာလည်းပဲဒီတိုင်းပြစ်တာဘယ်သူမှမယူအမင်္ဂလာဆိုပြီးတော့နေဝခာမေအရင်ညေဝါရွာမှာလည်းအသုံးမဝင်ဘူးတော်ထဲမှာလည်းအသုံးမဝင်ဘူးတဲ့နာဟိတံကဋ္ဌတံမင်္ဂလာရှိတဲ့အသားလို့ဘယ်သူမှမယူဆဘူးလူတွေကောင်မီးပုတ်ထားတဲ့ထင်းကြောင်ဘယ်သူမှလဲမကြည့်တော့ဘူးခဏခေတ်တော့အသားရှားတော့ယူတဲ့လူရှိကောင်းရှိလာပြောလို့မရဘူးเนาะအိန္ဒိယသွားတော့တကယ်တွေ့ခဲ့ဗာရာဏသီခင်းကမြစ်ကမ်းခြေမှာဗာရာဏသီမြို့ကတည်တဲ့လူတွေတော်တော်များများခင်းကမြစ်ကမ်းမှာသွားပြီးတော့မီးရှို့ဘာလို့ဒါသိရတော့ဆိုအိန္ဒိယရောက်သွားလို့သိမကြခင် Sanskrit University ကပါမောက္ခဆရာကြီးတယောက်ဆုံးသွားတယ်။ဘုန်းကြီးတို့နဲ့သိပြီးတော့နည်းနည်းသိကစားယဉ်နိကစားဆုံးသွားတော့သူအတုပလိုက်ပို့သူအတုပလိုက်ပို့လို့ကုန်းကြောင်းလိုက်ရတာသူလောင်းကားပေါ်တင်ပြီးတော့ရှေ့ကကလားတယောက်တိုင်ပေးတယ်ရာမဏံနောက်ကလိုက်ပြီးတော့စัจ जा ဟဲဆိုရတာရှေ့ကရာမဏံဆိုနောက်ကစัจ जा ဟဲကလားလို့ဆိုတာရာမဏံစัจ जा ဟဲတလန်းလုံးရာမဏံစัจ जा ဟဲတွေကြီးပဲခုံးလို့အဲ့ဒါဗာရာဏသီမြစ်ကမ်းရောက်သွားတယ်ဟိုရောက်တဲ့အခါကျသူကအလောင်းကိုအကုန်လုံးပိတ်တဲ့အလုံးကုန်ပတ်ထားပြီးတော့အဲ့ဒီမှာထောပတ်တွေဆွတ်ပြီးတော့မိတချို့နော်တကူလုံးခြေဆုံးကောင်းဆုံးပတ်လောင်းမှမသိရတော့ပတ်ပြီးတော့မီးရှို့တယ်မီးရှို့တော့လိုက်သွားကြအဲ့ဒီလိုပဲအလားတူမီးရှို့နေတဲ့အလောင်းတွေအနားနားမှာရှိတယ်ကာယကံရှင်တွေပြန်သွားတဲ့အခါကျတော့အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့လူတွေကမိတွေညှိမ့်ပြီးတော့အဲ့ထင်းစားတွေအိမ်ယူသွားကြတယ်ထမင်းချက်စားဖို့ဒီတပိုင်းတစလောင်းနေတဲ့အတော်နဲ့တချို့ဟာကြတော့လေအစီခဲတွေဘာတွေကြတော့အတော်နဲ့မီးမလောင်ပဲကိုအဲ့ဒါတွေရေထဲပြစ်ချပြီးတော့အဲ့ထင်းတွေယူချသွားကြကောဟာသဝါလာတဒီမှာတော့အသုံးကျနေပါလားလို့အောင်တကယ်ယူသွားတာကိုတွေ့ခဲ့တယ်အဲ့တော့နော်ယူသွားကြထင်းရှားတာကိုထင်းရှားတော့အဲ့ဒီမိတကြိုတဲ့ထင်းတွေယူသွားကြတယ်ကာယကံရှင်တွေသွားတာနဲ့ယူဖို့ရချောင်းနေကြအဲ့လိုယူသွားတာတွေ့ရတယ်အေးဒီမှာတကယ်ခစ်တုံးကတော့ဒါမျိုးမယူဘူးပေါ့မင်္ဂလာမရှိဘူးဆိုပြီးတော့မယူကြဘူးအဲ့ဒီမှာသဝါလာတံယထာကတ္ထနခွစီကိစ္စကာရကဒုသေးကောင်မီးရှို့တဲ့ထင်းဟာတဲ့ဘယ်နေရာမှအသုံးဝင်တော့ဘူးတဲ့ရွာမှာလည်းအသုံးဝင်တော့ဘူးတောမှာလည်းပဲအသုံးဝင်တော့ဘူးဒီလိုပဲသဝါလာတုပမောတွန်တိနခိရှိနာပိတညတောမင်းလဲအခုလိုယသိသူတော်စင်အနေနဲ့လုံနေပြီးတော့နော်လုံနေပြီးတော့ဒီလိုလောဘဒေါသမောဟတွေနဲ့လွှမ်းမိုးနေမယ်ဆိုလို့ရှိရင်တဲ့လူစီစိန်ချမ်းသာခံစားမှုလည်းမရသမဏဘဝရဲ့အကျိုးကျေးဇူးတွေကိုလည်းမရနှစ်ခုစလုံးဆုံးချုံတော့ရွာမှာလည်းအသုံးမဝင်တောမှာလည်းအသုံးမဝင်ဆိုတဲ့သူသေးကောင်ဖုတ်တဲ့ထင်းစားလို့မင်းဖြစ်နေမှာပေါ့ဒါကြောင့်ဒီလိုနေမယ်ဆိုရင်နိခမတုဝဏတုမင်းတော်တွေကထွက်သွားလိုက်တခုတော့ဆုံးမခံနဲ့လို့ဒီလိုဆိုလို့ပေါ့နော်တော်တယ်မှာမနေနဲ့တော်တွေကထွက်သွားဆိုတာယသိဘုရားမနေနဲ့တော့
အခုလိုစိတ်ဓာတ်တွေမွေးနေမယ်ဆိုရင်ယသိဘဝမနေနဲ့တော့လို့သူ့ကိုယ်သူစိတ်ကိုသူနှိပ်ကွက်တာတိယနုခောတဝဧဝံကောပသနာတိဒေဣတတတ္ထရူရံဝဟိတိမေကောသစ္စာဘဟုလာယသအေးဒီအခြေအနေတွေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အခြေအနေမှန်ကိုတခြားဘသူသိကိုယ်ယုံကြည်ချက်နဲ့ကိုယ့်အကိုသိအောင်လုပ်ပြီးအပြင်းထူမနေနဲ့နော်အပြင်းထူမနေနဲ့မကောင်းမှုအကုသိုလ်တွေကိုလက်ခံပြီးတော့မနေနဲ့ကိုယ်စိတ်လေးကိုကိုယ်မကောင်းတဲ့အကုသိုလ်ကနေပြီးတော့တားမြစ်ရမယ်နှိပ်ခွက်ရမယ်သူ့ကိုယ်သူဆုံးမပြီးဇိကုစိတ်တန်တိတံဝေညုအတုစိန်နာဂရိကောယထာတန်တန်ပြတ်ပြတ်နေတတ်တဲ့မျိုးသူမျိုးသားတွေဟာမစင်မုံတွေ့ရင်နော်ဆက်ဆုပ်ကြတယ်လို့ပဲအာကဋ္ဌိတဝနာဣတယောမောရိယတံစောရိယတံတိတံတတာမစင်မုံကိုမျိုးသူမျိုးသားတွေဟုတ်လားလူကြီးလူကောင်းတွေဟာမစင်ကိုမြင်ရင်ဆက်ဆုပ်ရွံရှာကြတယ်လို့ကျန်တဲ့ယသိသူတော်ကောင်းတွေကမင်းကိုဆက်ဆုပ်ကြလိမ့်မယ်ဝိုင်းပြီးတော့အပြစ်တင်ကြလိမ့်မယ်အေးယသိလုံနေပြီးတော့မဟုတ်တာတွေတွေးနေတယ်ယသိလုံပြီးတော့မဟုတ်တာတွေကြမ်းနေတယ်ဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်တင်ကြလိမ့်မယ်ဒါစဉ်းစားတာပေါ့နော်ဩတ္တပဆိုကိုယ့်ကိုမင်းဒါတွေလုံနေလူများမင်းအပြစ်တင်မှာပေါ့တံဝေညူပဝဋိတံတိတမတိကန္တသာသနာသူတော်မြတ်တွေရဲ့အဆုံးအမတွေကိုအဆုံးအမတိုင်းမလိုက်နာပဲနဲ့အဆုံးအမကိုကျွလွန်ဖောက်ဖျက်ပြီးတော့နေမယ်ဆိုရင်ပညာရှိတွေကမင်းကိုပြောကြမှာပေါ့တဲ့တံဝါတံအလဗန္တောဟိကထံဇီဝိဟိတိတုံသူတော်ကောင်းတွေကမင်းကိုစွန့်ညလိမ့်မယ်မဟုတ်တာလုံနေတဲ့ပုဂ္ဂိုလ်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်စိတ်ထက်ယုံမာတဲ့ပုဂ္ဂိုလ်ဆိုပြီးမင်းကိုလူရမသွင်းတော့ဘူးယသိအရာမသွင်းတော့ဘူးသူတော်စင်အဖြစ်မယုံကြည်ကြတော့မင်းနဲ့အပေါင်းအဖက်မလုပ်ကြတော့ဘူးအဲ့ဒီလိုဖြစ်သွားလို့ရှင်မင်းဘယ်လိုနေမလဲ society ကမင်းကိုရှောင်လိုက်လိမ့်မယ်လူတော်လူကောင်းအတိုင်းဝိုင်းတွေကဒီလူဟာအရက်သမားပဲဒီလူဟာဖဲသမားပဲဒီလူဟာကစားသမားပဲဒီလူဟာဖိုးဆွဲနေတယ်ဒီလူဟာနော်ဆေးမူရဲ့ဆေးဝါးဆွဲနေတယ်ဆိုအပေါင်းအသင်းမလုပ်ကြတော့အရာထဲမှာဖယ်ကြသူ့ကိုရှောင်ကြဟာဒီလူကခိုးတတ်တဲ့လူဒီလူကမဟုတ်တာတွေလုပ်တဲ့လူဆိုရှောင်ကြအဲ့ဒီလိုရှောင်လာပြီဆိုရင်အရာထဲမှာမင်းဘယ်လိုလုပ်နေတော့မလဲဘယ်လိုအသက်မွေးမလဲဘယ်လိုအသက်ရှင်မလဲအဲ့ဒီလိုကိုယ့်ကိုယ်တတိပေးပြီးဆုံးမပါတိတာပပိညာမာတင်ကံကုံစရံတတ္ထိဟာယနာဆင်ကြီးဟာမုံရစ်တတ်တဲ့ဆင်ကြီးဆင်ကိုကုံစရလို့လည်းခေါ်တယ်တတ္ထိဟာယနာအသက်60ပြည့်လို့ရှိရင်အင်အားတွေရော့သွားလို့တတ္ထိဟာယနာအဲ့ဒီဆင်ကြီးတကောင်မုံယိုတတ်တဲ့ဆင်ကြီးတကောင်ဗလီနာခောဥပခန္ဓဝါယူထာနိဟရတေကစံဆင်အိုကြီးဆိုရင်ဆင်အုပ်ကသိပ်ပြီးတော့အရာမသွင်းတော့ဆင်အုပ်ကနေသူ့ကိုမောင်းထုတ်တတ်ကြတယ်တိရစ္ဆာန်တွေထဲမှာလဲနော်တိရစ္ဆာန်တွေထဲမှာသူကဘိုးလူပွဲရှိတယ်လူတွေလူပဲနဲ့တူပါတယ်သူတို့မှာကျက်သစ်ဆိုလဲအုပ်နဲ့နေတာချင်းသစ်ဆိုလဲအုပ်နဲ့နေဆင်ကလည်းပဲသူ့အုပ်နဲ့သူနေတာအသက်အရွယ်ကြီးလာပြီဆိုရင်ဘိုးလူပွဲတိုက်ပွဲဝင်ရတယ်သူတို့အသေးလည်းကျက်သစ်တွေဆိုဘိုးလူပြီဆိုရအသေးကြိုက်နော်ကြောက်လို့ပြင်းရင်တော့လေတင်ခွဲပဲဆင်နေလဲထိုးတူပဲအသေးထိုးတာဘိုလ်လူပြီဆိုမြောက်တွေလည်းဒီတိုင်းပဲနဲ့တူသူတို့မှာဘိုလ်လူပွဲတွေရှိတယ်တကယ်စစ်ပွဲတွေရံပွဲတွေအသေးကြိုက်အသေးထိုးဘိုလ်လူကြတာသူတို့တွေမဟုတ်ဘူးသမင်တွေလည်းရှိတာကျွဲတွေလည်းဒီလိုပဲအုတ်ထဲမှာအုပ်စုဘိုလ်ဒီအခုခေတ်ကတော့အုပ်စုဘိုလ်ဆိုတာဘောလုံးပဲရှိတယ်ဘောလုံးလေးတစ်လုံးနဲ့ဝိုင်းခံပြီးတော့လူနေကြနော်
ဖို့လူကြသူတို့တိရစ္ဆာန်တွေကြတော့တကယ်ကိုဖို့လူတာခေါင်းဆောင်ရွေးတဲ့အခါချင်းသေးအိုကြီးတွေပါလေဆိုမတိုက်ခိုင်းနိုင်တဲ့အခါကျရှုံးပေးလိုက်ရသေတော်မတိဩကောင်းဤပဲသူတို့ကကျက်သစ်တွေဆိုအသေးတတ်တာကောင်းတော့အသေးကြိုက်တယ်အဲ့ဒါလို့ဆင်မာလည်းပဲအင်အားတွေမရှိတော့ဘူးဆိုလို့ရှိရင်သူ့ကိုအုပ်စုတွေကနေမောင်းထုတ်လိုက်တာတင်ခွဲဖြစ်သွားတင်ခွဲဆင်ဖြစ်သွားမောင်းထုတ်ခံလိုက်ရတယ်ဒါလို့ဆိုလိုတာနော်ယူထာဝိနိတ်တတော်တန်တော်ဒုက္ခံတတံနဝိနတိအုပ်စုတွေကမောင်းထုတ်ခံလိုက်ရပြီသူကသူပြောနေတာအုပ်စုတွေကမောင်းထုတ်ခံလိုက်ရတယ်မင်းကိုချင်းတရားတွေပြပြလို့ရှိရင်လည်းသူတော်ကောင်းအုပ်စုကမင်းကိုမောင်းထုတ်လိုက်မှာပဲတဲ့မောင်းထုတ်လိုက်လို့မောင်းထုတ်ခံလိုက်ရတဲ့ပုဂ္ဂိုလ်ဟာဒုက္ခံတာတဏဝိနတိစိတ်ချမ်းသာမှုကိုချမ်းသာမှုမရတော့ဘူးတမိုင်မိုင်တခိုင်ခိုင်ဖြစ်လာဒုက္ခိတောဝိမနောဟောတိစိတ်တွေဆင်းရဲတယ်စိတ်ဓာတ်တွေကျတယ်ပစ္ဆာယံတောပဝိတတိဟိုနာရောက်မှိုင်းဒီနာရောက်မှိုင်းနော်မှိုင်းတွေချပြီးတော့နေရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်လူရမဝင်တော့ဘူးဆိုတဲ့အနေအထားမျိုးရောက်တယ်တထေဝစတိလာတံပိနေရိတ္တန္တိဒုမတိမကောင်းတာတွေလုံးလို့အသိပညာကင်းမဲ့တဲ့သင်လိုယသိမျိုးကိုယသိကောင်းတွေကနေပြီးတော့မောင်းထုတ်ကြလိမ့်မယ်တေဟိတောနေတတော်တန်တော်ဒုက္ခံတန္တာနာလင်စအဲ့ဒါလို့မောင်းထုတ်ခံလိုက်ရလို့ကိုဟာအတိုင်းဝိုင်းနဲ့ဝင်ခွင့်မရတော့ဘူးဆိုလို့ရှိရင်သူ့အတိုင်းဝိုင်းကကျင်လိုက်ပြီးယသိအတိုင်းဝိုင်းကကျင်လိုက်ပြီးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာနေလို့ရတော့မှာတော့သူ့ကိုယ်သူမဟုတ်တာမလုံးနဲ့မဟုတ်တာလို့ရင်အဲ့ဒီခြေနေရောက်သွားလိမ့်မယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒီဝါဝါယတိဝါရတ္တေတောကတန်လသမပိတောနေလေနေမှုညလေညမှုဆိုရင်စိတ်တွေနဲ့ရှင်ထဲမှာဟုတ်လားစုဝင်နေတဲ့ဖြစ်မဖျားလေးခြင်းလို့စုဝင်နေတဲ့တောကညောင်ကြီးဒရှတိပရိလာဟိနစိတ်တွေပူလောင်မှုတွေနဲ့ကဇောယူထာဝနေတတော်ဆင်အုပ်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့ဆင်အိုကြီးတို့နော်ဘယ်သူမှအဖက်မလုပ်တော့တဲ့အခါတကောင်ကျွဲ့တမျက်နှာနဲ့အဲ့ဒါလိုနေရမှာပေါ့တဲ့ဒါကြောင့်မို့မဟုတ်တာမလုပ်ပါနဲ့လို့သူ့စိတ်ကိုသူဆုံးမတာသူ့ကိုသူဆုံးမတာနော်အဲ့ဒါလိုဆုံးမလိုက်တာသာတရူပယထာခုတံနေဝသာယတိကတ္ထစီတထာသီလဝိဟောနောတုနသာယိတတိကတ္ထစီရွှေစစ်မဟုတ်ဘူးရွှေထုနော်အတုဖြစ်တဲ့ရွှေအတုဖြစ်တဲ့ငွေဘယ်နေရာမှဈေးခွက်မဝင်ဘူးဘယ်သူမှဂယုတဆိုင်ပြီးတော့မကြည့်တော့အတုကြီးဆိုတာဖက်မလို့ကြတော့ပေါ့ဈေးခွက်ထဲမှာဖက်မလို့တော့တထာသီလဝိဟောနောတုအဲ့ဒီတိုင်းပဲကိုချင်းသီလပြတ်ပြားသွားလို့ကိုချင်းသီလမင်းကိုချင်းသီလတွေပြတ်လို့ကိုချင်းသီလမရှိတော့ဘူးဆိုလို့ရှိရင်မင်းကိုဘယ်နေရာမှလူရသွင်းတော့မှမဟုတ်တော့ဘူးတန်ဖိုးမဲ့သွားပြီလို့ဒီလိုဆိုလို့ပဲပေါ့နော်တန်ဖိုးမဲ့သွားလိမ့်မယ်အကာရံဝတ္တမနောပိကထံဇီဝိတိတုံမတ္တိကံပတိကံသာပိနတ္ထိတေလိတံတနာယသိဘဝမှာအခုလိုလူရသွင်းမခံရလို့ဒီကိုချင်းသီလတွေပြက်ပြားလို့လူရသွင်းမခံရလို့ဟုတ်ပါပြီလူထွက်ပြီးတော့အိမ်မှာသွားနေမယ်ဆိုလို့ရှိရင်လေမင်းဘယ်လိုအသက်မွေးမလဲတဲ့မတ္တိကံပတိကံသာပိနတ္ထိတေနိတန္တနာအမေစီကရတဲ့အမွေအဖေစီကရတဲ့အမွေသိမ့်ထားတဲ့ရွှေငွေပစ္စည်းမင်းမှာဘာတစ်ခုမှမရှိဘူးလက်နဲ့ခြေနဲ့ပဲရှိဟုတ်လားခြေဘွားလက်ဘွားကြီးအလုံးစွန့်ပြီးရသေးဝတ်လာခဲ့တယ်အဲ့တော့ကောင်းကောင်းမနေလို့လူဘဝပြန်သွားမယ်ဆိုလို့ရှိရင်လည်းမင်းဘာအမွေပစ္စည်းမှမရှိဘူးခြေကြီးလက်ကြီးပဲဓာတုကိုသူကိုတတိပေးတာနော်ဒီအခြေအနေမျိုးရောက်သွားမယ်တဲ့တယံကမ္မံကရိတဝနာခတ္တိတေထံပမောစေ
အဲ့ဒီကြရင်တော့မင်းပင်ပင်ပန်းပန်းလောက်ကင်စားပြီးတော့ဘာမှအရင်နှီးဥစ္စာမရှိတဲ့အခါကျကုလီထမ်းပေါ့ထားနော်ကုလီထမ်းတဲ့အလုပ်ကိုလုပ်ကုလီထမ်းတဲ့လုပ်တာတယံကမ္မံဂရိတော့ကိုယ်တိုင်လုပ်လို့ဂတ္တိတေတံပမောစီချွေးပြိုက်ပြိုက်ကြဧဝံဇီဝိတိဂေဟေတာရုတေတံနာရုစတိဒီတိုင်းပဲအသက်မွေးရအဲ့ဒါလို့ရောအသက်မွေးနိုင်ပါမလားနော်လောကံစားတော့အသက်အဲ့ဒါလို့ဒီယသိသူတော်စင်ဟာမကောင်းတဲ့စိတ်ဝင်လာတိုင်းသူ့ကိုယ်သူကိုဒီအချက်တွေနဲ့ဆင်ញင်သုံးသပ်ပြီးတော့စဉ်းစားခဲ့စဉ်းစားပြီးတော့သူ့မကောင်းတဲ့သူ့စိတ်ကိုမကောင်းတဲ့အမှုတွေကနေတားမြစ်ခဲ့တယ်မကောင်းမှုအကုသိုလ်တွေကတားမြစ်ခဲ့တာတဲ့အဲ့ဒါကိုသူပြန်ပြောပြတာဧဝဟံတထဝါရိမိသံကိလေသခတမတံဒီတိုင်းပဲသူယသိသူတော်စင်ဘဝတော့မကောင်းတဲ့စိတ်ကလေးဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ညင်နွမ်းတဲ့စိတ်အဲ့ဒီညင်နွမ်းတဲ့စိတ်ကိုလုံးဝတားမြစ်ခဲ့တယ်နာနာဓမ္မကထံကတ္တဝါပါပါစိတ်တံနိဝါအမျိုးမျိုးတရားလမ်းကြောင်းစဉ်းစားဆင်ခြင်ပြီးတဲ့အခါအမျိုးမျိုးဖြစ်နိုင်တာတွေကိုဆင်ခြင်စဉ်းစားပြီးကိုယ်စိတ်ကိုချိုးနှိမ်လိုက်တယ်လူဆိုတာဒုက္ခရောက်တာမခံနိုင်ဘူးလေနော်အဲ့တော့ဒုက္ခနဲ့ခြောက်ပြီးတော့ကိုယ့်ကိုဆင်ခြင်စဉ်းစားငရဲနဲ့ခြောက်ရတယ်နော်ငရဲနဲ့ခြောက်ဆိုတာဟိုလိုလဲမအောင်မေးနေဘုံကန်းနဲ့မြောက်ငရဲကန်းနဲ့ခြောက်ဆိုတာဒါ6သိန်း6ရတယ်မြောက်သိန်းမြောက်ရတယ်ဒါကလေးတွေလည်းဒီလိုပဲမဟုတ်လားမင်းစာကြိုးစားဒါရလို့ရှိရင်ဘာပေးမလဲဒါမလုံးနဲ့ဒါလုပ်ရင်မင်းဘာလုပ်မယ်ဆိုပြီးတော့6ချင်းမြောက်ချင်းဆိုတာလည်းပဲစုပေးတံပေးစနစ်ပဲဒါကိုယ်စိတ်ကိုလည်းအဲ့တိုင်းပဲကောင်းတာနဲ့မြောက်ပေးရမယ်မကောင်းတာနဲ့6ပေးရအဲ့လိုမလုပ်ရင်စိတ်မြောက်ကဘယ်တော့မှလိမ္မာမှာမဟုတ်ဘူးလေကိုယ်စိတ်လေးကိုလည်းကိုယ်ဆုံးမပြရမင်းဒီလိုဆိုရင်ပင်ငရဲကြမှာပေါ့မင်းစိတ်လေးကောင်းကောင်းထားမှနတ်ပြည်လူပြည်နတ်ပြည်ကောင်းရသူဒီဘုံရောက်မှာပေါ့လို့ဒီလိုမှန်ကန်တဲ့လမ်းကြောင်းကနေပြီးကိုယ်စိတ်ကိုပြုပြင်ဆုံးမပြရမယ်လို့သူတို့ဆိုတာဧဝဟံတထဝါရိမိသံကိလေသကတမနံညင်နွမ်းတဲ့ဘက်ကိုသွားတဲ့မကောင်းတဲ့စိတ်တွေကိုသူဟာဒီနီးနဲ့ပဲဟန်တားခဲ့တယ်နာနာဓမ္မကထံကတ္တဝတရားအမျိုးမျိုးဟောပြောမှုတွေကိုယ့်ကိုပြောတာကိုယ့်ကိုတရားစကားတွေအမျိုးမျိုးပြောဆိုပြီးပါပန်စိတ်တံနိဝါဒိကိုယ်စိတ်ကိုမကောင်းမှုအကုသိုလ်ကအခုလိုတားမြစ်ခဲ့ပါတယ်လို့ဆိုတာသူဘုဒ္ဓလောင်းလျာယသိသူတော်စင်ကဘဝသင်္ကန်းစာအနေနဲ့သူကိုယ်တိုင်ကြိုးစားဆောင်ရွက်ခဲ့တာပြောပြတာဖြစ်တယ်အဲ့ဒီလိုနေလို့အနှစ်2000လောက်တောထဲမှာသူဟာယသိသူတော်စင်ဘဝနဲ့နေရာကနေပြီးဗဒုမုဒ္ဒရာမြတ်စွာဘုရားသူ့စီကိုကြွလာပြီးသူ့ရဲ့ကြွလာတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ထံမှာသူကကုသိုလ်ကောင်းမှုတွေလုပ်ဘုရားကိုအလွန်ကြည်ညိုတဲ့ဗုဒ္ဓနုတ္တိဘာဝနာပွားလို့ဗဒုမုဒ္ဒရာမြတ်စွာဘုရားဘာဝေဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရတံဘာဝနံတံဘာဝယိတဝါဗုဒ္ဓနုတ္တိဘာဝယိတဝါပုရိယိတတိမာနတံဆိုပြီးမြတ်စွာဘုရားအာဘိစကားဟောကြားခဲ့တဲ့သူဘာဝေဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရဘာဝနာထဲမှာအမြတ်ဆုံးဖြစ်တဲ့ဗုဒ္ဓနုတ္တိဘာဝနာကိုပွားပါတဲ့ဣမံဘာဝနာဘာဝယိတဝါဒီဗုဒ္ဓနုတ္တိဘာဝနာကိုပွားလို့ရှိရင်ပုရိယိတတိမာနတံမင်းဖြစ်ချင်တာတွေဖြစ်ပါလိမ့်မယ်စိတ်နှလုံးရပါလိမ့်ဒီလိုဆိုလို့လည်းပေါ့နော်ခဏခေတ်တော့အဲ့ဒီဂါထာလေးကိုရထားတဲ့ပုဂ္ဂိုလ်တွေကဘုရားနုတ္တိပွားရင်ထီပေါက်တယ်တို့စီဝါဥစ္စာတွေတက်တယ်တို့ဆိုတာတွေပေါ့အဲ့ဒီဘက်ကိုဥထီပြီးတော့လှုပ်ချပတိကိုဒီနေ့ဘလောက်စိမ့်ကောင်းတာလှုပ်တာတော့ကောင်းတော့ကောင်းပါနော်ရည်ရွယ်ချက်ကအဲ့ဒီလိုမဟုတ်ဘူးနော်ဘုရားနုတ္တိဘာဝနာပွားပြီးတော့သင်ရဲ့စိတ်ဆန္ဒတွေအကုန်လုံးပြည့်ဝလိမ့်မယ်ဘုရားနုတ္တိဘာဝနာနဲ့သင်စိတ်ကိုဖြူစင်အောင်လေ့ကျင့်မှာမကောင်းမှုအကုသိုလ်တွေကတားမြစ်ပါလို့မြတ်စွာဘုရားရဲ့ဆုံးမစကားလိုက်နာပွားများပြီးတော့
သူဗုတိအလောင်းနေရာယသိသူတော်စင်ဟာကဘာတသိန်းသံဃာထဲမှာကျင်နေပြီးဂေါရမမြတ်စွာဘုရားလက်ထက်မှာသူဗုတိဘဝနဲ့ယဟန္တာအဖြစ်ကိုရောက်ရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီထေရပါရမှာလာတဲ့အဓိကကတော့သူ့စိတ်ကိုသူဘယ်လိုနှိပ်ကွက်တယ်ဆိုတာလေးတွေကိုမှတ်သားထားဖို့သူ့စိတ်ကိုသူနှိပ်ကွက်တယ်လို့ဘုန်းကြီးတို့တွေလည်းကိုယ်စိတ်ကိုဘယ်လိုနှိပ်ကွက်မယ်မကောင်းတဲ့စိတ်တွေပေါ်လာရင်ဘယ်လိုနှိပ်ကွက်မယ်ဆိုတာကိုယ့်ကိုနှိပ်ကွက်ဖို့ကြိုးစားကြရမှာဖြစ်တယ်အေးစိတ်ဆိုတာမကောင်းတဲ့ဘက်ကိုသွားရင်တော့နှိပ်ကွက်ရမှာပဲကောင်းတဲ့ဘက်ကိုသွားလို့ရှိရင်တော့အားပေးရမှာပဲမိမိတို့ရဲ့သားငယ်သမီးငယ်တပည့်ငယ်တွေကောင်းတဲ့ဘက်သွားလို့ရှိရင်ခွင့်ပြုရတယ်လို့မကောင်းတဲ့ဘက်ဆိုရင်နှိပ်ကွက်ရတယ်လို့ကိုယ်စိတ်လေးကိုကြီးပွားတိုးတက်စေခြင်းလို့ရှိရင်မကောင်းတဲ့ဘက်သွားတဲ့စိတ်ကိုနှိပ်ကွက်ပြီးကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးဒီသင်္ကန်းစာသူဗုတိမထေရမြတ်ရဲ့ရှေးဟောင်းသင်္ကန်းစာကိုရယူပြီးကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း